ဗုဒ္ဓဘာသာ၏ခြေခံကောင်းများဆိုတဲ့တရားဟောစဉ်လိုက်ကလေးကိုစတင်လွှင့်ပါပြီဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းများနဲ့လူငယ်မောင်မယ်လေးများတို့တရားလိုလားကြကုန်သောဗုဒ္ဓဘာသာတွင်သူတော်စင်အပေါင်းတို့အာယုန်တစ်ပါးကိုစိတ်မသွားဘဲနဲ့လိလာမသာနာယူကြပါလို့တတိပေးနှိုးဆော်တိုက်တွန်းလိုက်ပါတယ်ဒီနေ့မှလည်းကိုယ်တွေတရားသိမှတ်ပွားဆိုတဲ့တရားတော်ကိုပဲဆက်လက်ပြီးတော့ဓမ္မဒါနလုပ်ပြီးသွားမှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းများနဲ့လူငယ်မောင်မယ်လေးများတို့ဗုဒ္ဓဘာသာတော်ဝင်သူတော်စင်အပေါင်းတို့ဓမ္မအတိဓမ္မဘုဒ္ဓရာတွေတိုးပွားစေဖို့ဝိပဿနာအတိဝိပဿနာဘုဒ္ဓရာတွေတိုးပွားစေဖို့ဒါရည်ရွယ်ခြင်းနဲ့ဓမ္မဒါနလုပ်ပြီးနေခြင်းဖြစ်ပါတယ်ဒီလိုဓမ္မအတိဓမ္မဘုဒ္ဓရာတိုးပွားလာတဲ့အခါမှာမိမိတို့ဓမ္မအမြင်တွေရှင်းသန်ပြီးတော့မှတရားအားထုတ်ရတာလွယ်ကူမှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မအတိဓမ္မဘုဒ္ဓရာတိုးပွားလာတဲ့ပုဂ္ဂိုလ်တွေဟာတရားအားထုတ်ရတဲ့အခါမှာလွယ်ကူပါတယ်။အဲ့တော့အဘိဓမ္မာသင်တန်းတွေကိုတက်ထားတဲ့ဓမ္မမိတ်ဆွေတွေအတွက်တော့လေ့လာတဲ့အခါမှာပို့ပြီးတော့မှလွယ်ကူတာပေါ့လေ။အဘိဓမ္မာသင်တန်းတွေကိုတက်ရောက်ထားခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တရားတွေများများနာပြီးမှရမှာခန္ဓာအာယတနာတစ္ဆာပညာပရမတ်အကြောင်းကျိုးပရိစ္ဆသမုပ္ပါတရားတွေကိုတော့အထူးသဖြင့်နာပေးရမှာဖြစ်ပါတယ်အထူးနာပေးရမှာဖြစ်ပါတယ်သူကယူဆိုင်ပြီးနာပေးရမှာပါဘာကြောင့်လဲဆိုတော့ဓမ္မမိမိတို့တရားအားထုတ်ရတဲ့အခါလွယ်ကူမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ကိုယ်တို့လေးပြောရမယ်ဆိုရင်ကျွန်တော်ဒီဗုဒ္ဓစာပေများကိုခုနဲ့ပြောမယ်ဆိုရင်တော့ဒါ1980နဲ့မှနဲ့83လောက်မှာစတင်ပြီးတော့မှဒါလီလာဖတ်ရှုခဲ့တာပါဓမ္မကိုဆရာတော်ဘုရားကြီးရဲ့ဆရာကြီးရွှေဦးတောင်းတို့ဓမ္မပဋ္ဌာတို့ဗုဒ္ဓဝင်းတို့ဒီနထပကာသနီတို့950နိဗ္ဗတ်တော်တို့မဟာဝန်းတို့ဓမ္မကိုဆရာတော်ဘုရားကြီးရဲ့တရားတွေတော့တော်တော်များများစာပေတွေတော့ဒါလီလာခွင့်ရခဲ့ပါတယ်ယနေ့ဆရာတော်ကြီးရဲ့တရားတော်တွေလည်းလီလာပါတယ်အဆုံးပေါ့လေဓမ္မတိဓမ္မဝတ္ထုတိုးပွားမှမိမိတို့အားထုတ်တဲ့ကမှာအစဉ်ပြေမယ်ဆိုတော့သိတော့ကျွန်တော်ကအဲ့လိုလေ့လာပါတယ်ဒါပေမဲ့တရားစခန်းဝင်ခွင့်ရတာကတော့2000နဲ့မှ3ခုနဲ့လောက်ကြာမှတရားစခန်းဝင်ခွင့်ရတာပါအသက်အားဖြင့်ပြောမယ်38နှစ်ပေါ့တရားစပြီးတော့လေ့လာတာကတော့20နဲ့မှ2နှစ်23နဲ့မှစတင်ပြီးတော့လေ့လာခွင့်ရခဲ့ပါတယ်အဲ့လိုနဲ့ပဲ38နဲ့မှတရားစခန်းကိုစဝင်ပြခဲ့တယ်ဒီကြားထဲမှာမိမိကဘာတွေလေ့လာလဲဆိုတော့ဗုဒ္ဓရဲ့တရားတော်များကိုကျွမ်းကျင်လာအောင်စာပေပရိယတ်တွေကိုကျွမ်းကျင်လာအောင်ဒါလေ့လာခဲ့ပါတယ်လေ့လာတဲ့အခါမှာလည်းခုနပြောသလိုသမထယာနိကနီးတွေဝိပဿနာယာနိကနီးတွေသမထရောဝိပဿနာသမထကမ္မထံ40ဝိပဿနာကျင့်စဉ်နေမဂ်ကင်7ပါးတတိပဋ္ဌာန်တရားတွေကိုပိုင်ပိုင်နိုင်နိုင်သိအောင်လေ့လာစီးပူးခဲ့ပါတယ်အဘိဓမ္မာသင်တန်းကတော့သာသနာပြုမှဒါလေ့လာသင်ရင်ဝင်ရခဲ့တာပါအဘိဓမ္မာကလည်းသာသနာပြုမဲ့ပုဂ္ဂိုလ်မှာအဘိဓမ္မာတရားတော်မသိဘဲနဲ့သာသနာပြုလို့မရပါဘူးဒါကြောင့်မလို့သာသနာပြုမဲ့ပုဂ္ဂိုလ်ဒီတတိပဋ္ဌာန်တရားတွေရောမဂ်ကင်7ပါးဒါဓမ္မစကြာတုတ်တွေကိုကျွမ်းကျင်လိမ္မာအောင်လေ့လာရပါတယ်နောက်အနတ္တလက္ခဏာတုတ်တို့ဝိသုဒ္ဓိမက်တို့ပဋ္ဌာန်းတို့ဒါတွေကိုမလေ့လာလို့မရပါဘူးသာသနာကိုလည်းသာသနာပြုမယ်သူတို့ကိုလည်းသာသနာပြုမယ်ဆိုဒီတရားတွေကိုမလေ့လာလို့မရပါဘူးအဲ့လိုနဲ့လေ့လာခဲ့ပြီးတော့မှ38နှစ်မှာတရားစခန်းဝင်တော့ကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမ်မတိမြို့မြစ်တာဝရီဓမ္မရိပ်သာတဲ့ကံကောင်းမလဲတော့ဆရာတော်ကြီးရဲ့တရားစခန်းမှာဒါတွားရောက်ပြီးတော့မှတရားစခန်းဝင်ခဲ့ပါတယ်ဝင်ပြီးတော့နှစ်စင်နဲ့တိုင်းဝင်ခဲ့တာ9နှစ်လုံးဝင်ခဲ့ပါတယ်ဝင်ပြီးတော့နှစ်စင်နဲ့တိုင်းဝင်တယ်နှစ်စင်နဲ့တိုင်းမိမိအိမ်ရောက်ရင်လည်းအဆက်မပြတ်အားထုတ်ပါတယ်တရားလိုလားတဲ့အခါကျတော့အဆက်မပြတ်အားထုတ်ခဲ့ပါတယ်ကြိုးစားပြီးအားထုတ်ခဲ့ပါတယ်သို့တော့တရားအမြင်ဝိပဿနာအမြင်နေမရခဲ့ပါဘူးအားထုတ်ရတာဘလုံးမတွေးနဲ့ပဲဖြစ်နေပါတယ်ဒီလိုနဲ့ပဲဒါအသက်40မှာစတင်ပြီးတော့သာသနာပြုခဲ့တာပါဆရာကိုမှီပြီးတော့မှသိတဲ့အသိဉာဏ်နဲ့သာသနာပြုခဲ့တာပါပဋိစ္စသမုပ္ပါစာပဋိစ္စသမုပ္ပါကိုပဲကျွမ်းကျင်ပါသေးတယ်အဲ့ချိန်မှာဒါနဲ့ကိုသိသလိုသိပါစီတော့ဆိုပြီးတော့သာသနာလေးပြုခဲ့ပါတယ်အောင်မြင်ခဲ့ပါတယ်တနေရာမှာဒါရွာတရွာမှာဆိုရင်10ညအချိန်ပိုင်းတရားစခန်းပွဲတဏှာကြီးတရားပြပေးတယ်ပရိစ္ဆသမုပ္ပါသင်တန်းပေးတယ်တဏှာကြီးကိုတရားအားထုတ်တယ်
အဲ့လိုနည်းနဲ့ဒါဆင်ညလိုက်လံပြီးတော့သာသနာပြုခဲ့ပါတယ်အောင်မြင်ခဲ့ပါတယ်သို့တော်မိမိမှာကဆရာဝန်မိရဲ့အသိဉာဏ်နဲ့ပဲသာသနာပြုနေရတာမိမိကိုယ်တိုင်ချင့်ကြံပြီးတော့မှထိုးထွင်းပြီးတော့သိတဲ့အသိဉာဏ်မပါသေးဘူးဒါကြောင့်မလို့အားမလို့အားမရတွေဖြစ်ပြီးတော့မှဒါ3ချိန်မြောက်စခန်းဝင်ပြီးတဲ့အခါမှာဆရာတော်ကြီးကိုကိုယ်တိုင်သွားရောက်ပြီးတော့မေးလျှောက်ခဲ့ပါတယ်ယောဂီ900လောက်ရှိပါတယ်အဲ့ဒီ900လောက်မှာကျွန်တော်သွားရောက်ပြီးတော့မှဆရာတော်ကြီးကိုလျှောက်ထားတဲ့အတွက်ကြောင့်ဆရာတော်ကြီးည7 နာရီကနေပြီးတော့မှ9 နာရီအထိကိုဒါတရားတွေဟောပြပါတယ်ကျွန်တော်ကလည်းမေးဆရာတော်ကြီးကပြန်ပြီးတော့ဖြေကြားလို့အဲ့ဒါ3 ရက်တိတိနာကြားခွင့်ရခဲ့ပါတယ်ဒီလိုနဲ့ပဲဆရာကြီးပြီးခဲ့တဲ့ live ကပြောသလိုပေါ့ဥပမာလေးတွေပြီးတော့ဥပမာလေးတွေဆောင်းပြီးအဲ့ဒီဥပမာလေးတွေနဲ့စီရင်သုံးသပ်ပြီးတော့မှကြိုးစားအားထုတ်တဲ့အခါမှာလွယ်လွယ်ကူကူချောချောမုံမိနဲ့တရားအားထုတ်လို့ရလာတာကိုတွေ့ရပါတယ်အဲ့လိုနဲ့ပဲဆက်အားထုတ်ရင်နဲ့နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့ပိတ်ပြီးတော့မှအာရတင်းတိမ်ပေါ်ရမတွေ့သေးတဲ့အတွက်ကြောင့်တရားတွေနားလိုက်ကျင့်လိုက်တရားတွေနားလိုက်ကျင့်လိုက်ဆရာတော်ကြီးရဲ့တရားတွေကိုပြန်နားလိုက်ကျင့်လိုက်မုဂုဆရာတော်ကြီးရဲ့တရားတွေနားလိုက်ကျင့်လိုက်ဒီလိုတွေလုပ်ခဲ့ရပါတယ်အဲ့တော့နာမှုနဲ့ကျင့်မှုတွဲပြီးတော့မှလုပ်နေရပါတယ်အဲ့ဒီချိန်ကြမှာပဲသဘောပေါက်နားလည်လာပြီးတော့မိမိသိကျင်တဲ့တရားတွေကတရားနိုင်သိမှာပဲမိမိအားထုတ်လို့လွယ်ကူမဲ့တရားတွေကိုတော့မိမိနာလို့ရှိရင်သိမှာပဲဆိုတဲ့အသိစိတ်နဲ့ဒါနာယူမှတ်သားခဲ့ပါတယ်အဲ့လိုနာယူမှတ်သားပြီးတော့ကြိုးစားပြီးတော့နှစ်စင်တဲ့တိုင်းဒါ9 နှစ်တိတိတရားစခန်းဝင်ပြီးတော့နှစ်စင်တဲ့တိုင်းကြိုးစားအားထုတ်ပြီးတော့စခန်းမဝင်တဲ့အခါမှာလည်းအိမ်မှာမိမိကအချိန်ပြည့်နဲ့ဟောပေါ့တရက်မှမပြည့်အောင်ကြိုးစားပြီးတော့အားထုတ်ခဲ့ပါတယ်အဲ့လိုအားထုတ်လို့လည်းအသိဉာဏ်နဲ့တဖြည်းဖြည်းနဲ့လင်းလာခဲ့တာဖြစ်ပါတယ်လို့ဓမ္မမရှိများဒါကြောင့်ဓမ္မမရှိပေါင်းသူတော်ကောင်းများလည်းတရားတကယ်လိုချင်တဲ့တရားတကယ်ရကျင်တယ်ဆိုတရားနာမပြင်းကြပါနဲ့တရားအားထုတ်ဖို့မပြင်းကြပါနဲ့တရားစာပေတွေလေ့လာမှတ်သားဖို့မပြင်းကြပါနဲ့အထူးသဖြင့်မှကျင်တာကတော့သက်စာတရားများကိုများစာပေတွေကိုသက်စာတရားနဲ့ပတ်သက်တဲ့စာပေတွေကိုများလေ့လာပါသက်စာတရားတွေဟောတဲ့ဆရာတော်ကြီးတွေရဲ့တရားတွေကိုများနာပေးပါအထူးသဖြင့်ပြောချင်တာကဘာကိုပြောချင်တာလဲဆိုမုဂုဆရာတော်ဘုရားကြီးတို့ပခုက္ကူဆရာတော်ကြီးတို့ဥဂောတိတဆရာတော်ကြီးတို့မဟာစီဆရာတော်ဘုရားကြီးတို့နောက်သိန်းကူဆရာတော်ဘုရားကြီးတို့အခုနောက်မှာဆိုလေဒီဆရာတော်ဘုရားကြီးတို့စားတောင်ဆရာတော်ဘုရားကြီးတို့ရဲ့တရားတွေကိုတောင်နားခွင့်ရလာပါတယ်အဲ့တော့အဲ့ဒီလိုသက်စာတရားတွေကိုအထူးသဖြင့်ကြိုးစားနာယူမှတ်သားပြီးမှမိမိတို့တရားအားထုတ်ရင်တော့ပို့ပြီးတော့မှလွယ်ကူချောမွေ့တာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခက်ခဲမဖြစ်ရလေအောင်နာလဲနာကျင်လဲကျင်နာမှုမှလည်းမပြေးမှနဲ့ကျင့်မှုမှလည်းမပြေးမှနဲ့လို့အထူးပဲမှာကျင်ပါတယ်ဒါကြောင့်ကျွန်တော်ဒီအဲ့လိုနာမှုကျင့်မှုနဲ့ကြိုးစားပြီးတော့အားထုတ်ခဲ့လို့အခုလိုလွယ်လွယ်ကူကူနဲ့အားထုတ်နိုင်ခြင်းဖြစ်သလိုဘယ်လိုပဲပြောတရားရဲ့ပို့ဆောင်မှုကြောင့်တရားကိုလိုလားတဲ့စိတ်ကြောင့်အခုအချိန်မှာဘယ်လိုပဲပြောအေးချမ်းမှုတွေရနေပါတယ်တရားရဲ့ဂုဏ်ကျေးဇူးတော်ကြောင့်ဒါတရားဂုဏ်တော်6ပါးမှာပါပြီးသားပါတရားရဲ့ဂုဏ်ကျေးဇူးတော်ကြောင့်ယခုအချိန်မှာမိမိစိတ်ကိုမိမိငြိမ်းချမ်းအောင်လုပ်နိုင်သွားတဲ့လူတစ်ယောက်တော့ဖြစ်နေပါပြီအရာရာမှာအေးစေးတည်ငြိမ်သွားတဲ့စဉ်းစားတတ်တဲ့ဆုံးဖြတ်တတ်တဲ့အေးစေးတည်ငြိမ်သွားတဲ့နေတတ်သွားပါတယ်ဆိုတာကိုလည်းပြောချင်ပါတယ်ဒါမိမိရဲ့ကြိုးစားအားထုတ်မှုကြောင့်အဲ့တော့အခက်အခဲလေးတွေဖြစ်ပုံကတော့နောက်ရက်တွေမှာဆက်လက်ပြီးတော့ဓမ္မဒါနလုပ်ပြီးတော့မှာဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းများအသေးမဥခင်အသည့်တွေနောက်မကြပါစေနဲ့အသေးမဥခင်အကျင့်တွေနောက်မကြပါစေနဲ့အသေးမဥခင်ကိုယ့်အချောင်းကိုသိအောင်လုပ်ပါလို့ဒါလေးတွေအထူးသဖြင့်မှာကျင်ပါတယ်နောက်တစ်ခုကဘဝရဲ့တန်ဖိုးကာလရဲ့တန်ဖိုးတွေကိုလည်းသိအောင်ကြိုးစားကြပါလို့အထူးသဖြင့်မှာကျင်ပါတယ်ဘာကြောင့်လဲဆိုတော့ဘဝရဲ့တန်ဖိုးမိမိရတဲ့ဘဝရဲ့တန်ဖိုးတွေဘယ်လောက်ကြီးမားတယ်မိမိရနေတဲ့အချိန်ကာလတွေဘယ်လောက်ဒီတန်ဖိုးရှိတယ်ဆိုတာကိုသိသွားရင်မိမိတို့ဘဝမှာနေလဲနေတတ်သွားမယ်သိလဲသိတတ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့နာလဲနာကျင့်လဲကျင့်မှာနာမှုမှာလည်းမပြင်းပါနဲ့ကျင့်မှုမှာလည်းမပြင်းပါနဲ့စာပြီးမှတ်သားမှုတွေမှာလည်းမပြင်းကြပါနဲ့လို့သတိပေးလို့ဆိုတိုက်တွန်းရင်းနဲ့အချိန်ပြည့်တဲ့အတွက်ကြောင့်ဒီနေ့ live ကိုတော့အဆုံးသတ်လိုက်ပါပြီသာဓု